ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာတူဒီဝါဒနာရှင်ချစ်မိတ်ဆွေအားလုံးမင်္ဂလာရှိသောမနက်ခင်းလေးဖြစ်ပါစေကျွန်တော်ယခုပြသပေးတော့မယ်ထိပ်စီးသုံးလုံးယူတာပေါ့နော်ထိပ်စီးသုံးလုံးယူတဲ့နည်းလေးကိုပြသပေးတော့မှာဖြစ်ပါတယ်ဗုဒ္ဓဦးနေ့မနက်အတွက်17လပိုင်း9ရက်နေ့12နာရီ10မိနစ်ဗုဒ္ဓဦးနေ့မနက်အတွက်ကျွန်တော်ရွေးထုတ်ပေးထားတဲ့ထိပ်စီးသုံးလုံးလေးကိုတစ်ချက်လောက်ကြိုက်နေတဲ့ယူတော့မှာစစ်ကြည့်ပါဟုတ်ကဲ့တော့ပြမယ်နော်ဗီဒီယိုရှေ့သွားမှာကြောက်တဲ့အတွက်ကျွန်တော်ပြပေးမယ်ကျွန်တော်တို့ဒီမှာဒီခွန်းတင်းနဲ့တင်းနဲ့ထွက်တဲ့ရက်ရဲ့ရှေ့ရပါနော်ပြီးခဲ့တဲ့တောက်ကြနေရထွက်ခဲ့တဲ့နေရနေစပြီးစစ်ပေးထားတာပါရှေ့ရက်ဒီမှာတော့ဖောင်းပွဲတွေနဲ့ဗာနဲ့ဆိုတော့ပြက်ပင်နေရှိတယ်ပေါ့နော်ကျွန်တော်ဆက်လိုက်အောင်ဒီမှာကျွန်တော်တို့ညနေခင်းထွက်တဲ့ပရိတ်ညနေခင်းထွက်တဲ့ပရိတ်ကို3ပေါင်းပြီးတော့နောက်နေ့မနက်မှာထိပ်စီးယူတာဖြစ်ပါတယ်ညနေခင်းထွက်တဲ့ကျွန်တော်1နှစ်3ပရိတ်ကို3ပေါင်း6ရတယ်ပေါ့နော်6ခွန်8ထိပ်ယူလိုက်တာ6ခွန်8ထိပ်ကိုကျွန်တော်တို့ဒီမှာဒီတရက်မှာတော့ထိပ်မဟုတ်ဘဲနဲ့6ပိတ်နဲ့ထွက်ခဲ့ပါတယ်နောက်ဒီမှာဘူပရိတ်ကို3ပေါင်း3 4 5ထိပ်3 4 5ထိပ်ကိုကျွန်တော်အဲ့မှာဒီမှာတပင်ပြတ်တယ်ပေါ့နော်တပင်ပြတ်ခဲ့တယ်ဒါတပင်ပြတ်သွားပြီနောက်ရက်ဒီမှာစက်တိုက်မှန်တဲ့အတွက်ကျွန်တော်ပြန်ယူသုံးပေးတာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ညနေခင်းထွက်တဲ့40 4ပရိတ်ကို3ပေါင်းတော့ခွန်8ကိုရတယ်ခွန်8ကိုကျွန်တော်တို့ဒီမှာခွန်ထိပ်နဲ့ခွန်6ဆိုပြီးတော့အောင်ခဲ့တယ်ပေါ့နော်ဒီခါညနေခင်းထွက်တဲ့9 3 8ပရိတ်ကို3ပေါင်းတော့ကျွန်တော်1 2 3ရတယ်1 2 3ထိပ်ကိုကျွန်တော်တို့2 2ဆိုပြီးတော့2ထိပ်နဲ့ဆင်းခဲ့တယ်3ညနှစ်ထွက်တဲ့ပရိတ်3ညနှစ်ညနေထွက်တဲ့ပရိတ်3ညနှစ်2ပရိတ်ကို3ပေါင်းတော့9 6ခွန်မှာကျွန်တော်တို့6ထိပ်နဲ့6ဆိုပြီးတော့ရိုက်ခဲ့တယ်ပေါ့နော်3ပင်စက်တာရိုက်ခဲ့တယ်အခု4ပင်မြောက်မှာလဲညနေခင်းထွက်တဲ့6တက်ခွန်ပရိတ်ကို3ပေါင်း3ည1နှစ်ထိပ်ကိုကျွန်တော်တို့ဒီမှာ2ထိပ်ဆိုပြီးတော့2ထိပ်မှန်ခဲ့တယ်မှန်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်4ပင်မြောက်ပြီးသွားပြီဆိုတော့5ပင်မြောက်မှာပေးမလားပေါ့နော်ပေးမယ်မပေးဘူးကတော့ကျွန်တော်လည်းအတိအကျမသိဘူးပေါ့ဒါကျွန်တော်တို့ကတစ်ချိန်နဲ့တစ်ချိန်မှာရှားဖွေးပြီးတော့တွက်ချက်ပြီးထိုးရတာဖြစ်တဲ့အတွက်ဒါမှန်မယ်မားမယ်ကတော့12နာရီ10မိနစ်မှာအတိရမှာပေါ့နော်ချက်ဒီမှာကျွန်တော်တို့မနေ့ကအင်္ဂါနေ့ညနေက3.9ဆိုပြီးတော့ကျွန်တော်6ပရိတ်ရိုက်ခဲ့တယ်6ပရိတ်ကိုကျွန်တော်3ပေါင်းလိုက်တော့2ရတယ်ပေါ့နော်2 3လေးထိပ်မှာကျွန်တော်တို့ပေးမှာလားပေါ့ဗုဒ္ဓဦးနေ့မနက်12နာရီ10မိနစ်မှာ2 3လေးထိပ်ယခုမနက်ဗုဒ္ဓဦးမနက်ထိပ်မှာပေးမလားဆိုပြီးတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်2 3လေးထိပ်ရသွားပြီပေါ့နော်တစ်ခါနောက်ထပ်ကီးယူတဲ့တနည်းလေးပေးဦးမယ်ပေါ့နော်ဒီကီးယူတာကလည်းတရက်တော့ဖောင်းထားတယ်ပေါ့တော့လည်းမနက်ပေးတာများတယ်ကီးရလဲဒီမှာတရက်ပဲညနေပေးခဲ့တာကီးယူပုံယူနည်းလေးတစ်ချက်ကြည့်အောင်နော်ကျွန်တော်တို့ဒီမှာမနက်ခင်းထွက်တဲ့6နှစ်ပရိတ်5ပရိတ်ကိုကျွန်တော်တို့ကပြီးခဲ့တဲ့နေ့ကခွန်နဲ့ပေါင်းပါပေါ့နော်5ပရိတ်နဲ့ခွန်နဲ့ပေါင်းတော့ကျွန်တော်2ရတယ်ပေါ့2ရတော့2ပေါင်းကခွန်2နှစ်ခက်4 2ခွန်4နောက်နေ့မှာကျွန်တော်တို့2တက်ဆိုပြီးတော့မနက်ခင်းမှာပေးတယ်ပေါ့နော်တခါဆက်ကြည့်မယ်ဆိုရင်ကျွန်တော်2တက်3ပရိတ်ကိုဟောဒီက9နဲ့ပေါင်းလိုက်မယ်ပေါင်းလိုက်တော့ကျွန်တော်တို့ဘာရအောင်ဆိုတော့3ရယ်9ရယ်ပေါင်းတော့2ပေါင်းကခွန်2နှစ်ခက်4 2ခွန်4ရကျွန်တော်ဒီမှာ2ခွန်4ရညနေမှာပဲ40ဆိုပြီးတော့ရိုက်သွားတယ်ပေါ့နော်ကျွန်တော်ကမနက်ခင်းဝင်ပဲယူချင်တာဖြစ်တယ်ဗျဒီတရက်ပဲညနေပြီးတာဆက်ကြည့်မယ်ဟောဒီမှာ2ပရိတ်ထွက်တယ်2ပရိတ်ကိုကျွန်တော်2နဲ့ပေါင်းတယ်ပေါ့2ပရိတ်ကို2နဲ့ပေါင်းလိုက်တော့ကျွန်တော်4ပေါင်းက9 4နှစ်ခက်နဲ့4 9နှစ်ကကျွန်တော်တို့ဒီမှာတရက်ဖောင်းပြတ်သွားတယ်ပေါ့နော်တရက်လုံးပြတ်သွားတယ်နေကုန်းကမပေးရှာဘူးပေါ့နော်တရက်တော့ပြတ်တယ်ကျွန်တော်ဒီမှာနောက်ထပ်ကြည့်မယ်ဆိုခွန်း6 3ပရိတ်ကိုဟောဒီက1ထိပ်နဲ့ပေါင်းမယ်4 3ပရိတ်ကို1နဲ့ပေါင်းတော့4ပေါ့နော်4 9နှစ်ဒီ4 9နှစ်ကဒီမှာ2ထိပ်ဆိုပြီးမနက်ခင်းမှာပေးတယ်2ထိပ်က2ထိပ်လို့ပေးတယ်ပေါ့ဟိုမှာ2 4ပရိတ်ကိုကျွန်တော်တို့ခွန်းနဲ့ပေါင်းမယ်1ရတယ်168ကဒီနေ့မနက်မှာ6လို့ပေးတယ်ညနေ6လို့ပေးတယ်168ကီပေါ့နော်ဒီကောင်ကီလို့ပဲတောင်းလိုက်မယ်ကျွန်တော်ကတော့ပေးတယ်ပေါ့အခုဆက်ကြည့်မယ်ဆိုရင်တော့66နဲ့ဟောဒီက66နှစ်ပရိတ်နဲ့ထိပ်စီးနှစ်နဲ့ပေါင်းလိုက်တော့4ရတယ်ပေါ့နော်4 9နှစ်မှာကျွန်တော်တို့မနက်ခင်းမှာ2ထိပ်နဲ့ပေးတယ်ညနေ9ပေးတယ်ပေါ့နော်တော်တော်လေးမှန်းနေတာဒီ3ရက်မှာမှန်းနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကနှက်ဖြန်လဲဒီနေ့ဗုဒ္ဓဟူးမနက်မှာလဲပေးမလားဆိုပြီးတော့ကျွန်တော်တို့ကယူ3ကြည့်ရမှာပေါ့နော်ဟောဒီမှာကျွန်တော်တို့2 9
ပရိတ်တစ်ကို6နဲ့ပေါင်းတော့ခွန်ခွန်ရဲ့ပါဝါနဲ့ခွန်နှစ်ခတ်3ညခွန်နဲ့3ညနဲ့ဗုဒ္ဓဟူးနေ့မနက်ပေးမလားခွန်နဲ့3ညကီးတလုံးနဲ့ကြိုက်တဲ့ပတိသမားရင်တွေကနှစ်ကတော့ပတ်တင်နေကြဘာလို့လဲဆိုတော့ဒီဘက်မှာလည်းနှစ်ပါတယ်ဒီဘက်ကလည်းနှစ်3လေးထိတ်ဆိုတော့နှစ်နဲ့နှစ်တလုံးကတော့တော်တော်ကောင်းနေတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီလိုကီးနဲ့ဒီဘက်ကထိတ်နဲ့တွဲထွက်သလားဆိုပြီးစစ်လိုက်တော့ကြတော့ကျွန်တော်တို့ဒီမှာကဒီ၄ပင်တော့စက်တိုက်တွဲထွက်သွားတယ်ဗျ၄ပင်စက်တိုက်တွဲထွက်သွားတယ်မြင်ရလားမသိဘူးဒီမှာ1နဲ့3ထိတ်ကိုဒီ9နဲ့ကီးနဲ့တော့ကျွန်တော်တို့3ညနှစ်ပူးဆိုပြီးတော့နှစ်ပူးဆိုပြီးထွက်ခဲ့တယ်ပေါ့နော်နှစ်ပူးဆိုပြီးထွက်ခဲ့တယ်56ခွန်ထိတ်နဲ့168တော့6နဲ့6နဲ့66ဆိုပြီးထွက်ခဲ့တယ်3ည1နဲ့ထိတ်နဲ့4 9နဲ့ကီးနဲ့တော့နှစ်9လို့ထွက်ခဲ့တယ်ပေါ့နော်အခုလည်းနှစ်3 4နဲ့9နဲ့3ညနဲ့တွဲထွက်အောင်မလားတပင်2ပင်3ပင်4ပင်မြောက်ရောက်သွားပြီ5ပင်မြောက်အနေနဲ့ထွက်နိုင်တယ်မထွက်နိုင်ဘူးကတော့မသိဘူးပေါ့ကျွန်တော်စီးထားတာကတော့နှစ်3လေးထိတ်ဒါတော့ထိတ်ပေါ့နော်ထိတ်နဲ့နှစ်3လေးထိတ်နဲ့9နဲ့3ညကီးနဲ့စီးထားတာကတော့နှစ်ထိတ်နဲ့နှစ်ခွန်နှစ်နဲ့20 3ထိတ်နဲ့3ခွန်3နဲ့30 4ထိတ်နဲ့4ခွန်4နဲ့40ကျွန်တော်ဒီနေ့မနက်မှာကန်ဆန်းတင်တဲ့ကစားတင်တဲ့ကနန်းလေး6ခွက်ပေါ့နော်အပူကတော့နဲ့ပါတယ်အပူကလည်းထိုးတစ်ချိန်တော့လာစရာရှိတယ်ဗျအပူနဲ့ညီကိုတစ်ချိန်လာစရာရှိသေးတာဖြစ်တဲ့အတွက်ကျွန်တော်3နဲ့နဲ့ကြိုက်တယ်ဗျနှစ်ခွန်3ညာလေးအခွေရတယ်ကျွန်တော်တို့လာစရာရှိတယ်ဗျနှစ်ခွန်3ညာလေးအခွေကဒီနေ့မှလာမလားနောက်နေ့လာမလားတော့မသိဘူးပေါ့နော်ကျွန်တော်ဒီမှာနှစ်ခွန်လေးကိုပါတော့အပူညီကိုကလည်းကျွန်တော်တို့3ညာ90ဆိုပြီးတော့ဂျာတာလေးမကြော်ကျွန်တော်ပေးခဲ့တဲ့ထဲမှာအောင်းသွားပြီပေါ့နော်အောင်းသွားပြီဖြစ်တဲ့အတွက်ဒီကောင်ကတော့အပူညီကိုပါတော့နှစ်ခွန်လေးကိုပါတော့အပူညီကိုအောင်းသွားပြီဆက်လာပိုင်း3ရက်နေရနေဆက်လာပိုင်း9ရက်နေထိဒီမှာနှစ်ခွန်3ညာလေးအပူကအခွေတစ်ခွေကြံသေးတယ်ဆိုတော့ကျွန်တော်တို့ခုမနဲ့ယူထားတာကနှစ်3လေးနဲ့ဒီလိုတွဲထားတာဖြစ်တဲ့အတွက်ကျွန်တော်20တူတယ်နှစ်တူတယ်နော်နှစ်ခွန်တူတယ်နှစ်ခွန်3ညာလေးအခွေနဲ့တော်တော်လေးတိုက်နေရပါဗျာတော်တော်လေးတိုက်နေတဲ့အတွက်မိတ်ဆွေတို့အနေနဲ့ချိန်နေတဲ့ရင်ယူကစားပါဒီ10မိနစ်စာအတွက်ပေါက်တီးတစ်ချိန်စာရရှိနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ကျွန်တော်ရဲ့ YouTube channel subscribe လေးလည်းလုပ်ပေးကြပါဦးကျွန်တော် YouTube ကနေ live လွှင့်လို့ရအောင်လို့ကျွန်တော်တင်ထားတဲ့ဟိုဟာနေ့ပါနော်ကျွန်တော်ဒီနေ့ပြီးခဲ့တဲ့ဟိုဟာနေ့ကရှင်းထားတာလေး3လပိုင်း14ရက်နေ့ကနေကျွန်တော်ဒီမှာ3လပိုင်း17ရက်နေ့ကနေပေါင်း7လပိုင်း3ရက်နေ့ကနေ7လပိုင်း9ရက်နေ့ဒီကျွန်တော်တို့ရက်စွဲလေးမှားတယ်ပေါ့နော်ရက်စွဲမှားတယ်ကျွန်တော်ကွန်မန့်မှာလည်းဒီမှာရက်စွဲလေးမှားရင်းနေတဲ့အတွက်တောင်းပန်ပါတယ်လို့ကြောက်ပြထားပါတယ်ရက်စွဲလေးမှားရတာဒီမှာ9စီးဆိုပြီးအောင်သွားတယ်ပေါ့နော်ကျွန်တော်နိုင်လေးတွေ follower လေးနဲ့အားပေးပါအောင်နေ့စဉ်နေ့တိုင်းလေးတင်လို့ရအောင်လို့ဒီနေ့မနေ့တင်ထားတာပါခုနအခွေလေးကနေတင်ပေးထားတာဖြစ်ပါတယ်ဒီဆိုတော့အနေနဲ့မန်ဒီဖြစ်စေမသည်ဖြစ်စေကျွန်တော်အားပေးကြပါအောင်နော်တင်ပေးထားပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အားလုံးခွန်လက်ပါဘိုင်ဘိုင်